မင်္ဂလာပါရှင်လေးဆောင်နေချုပ်တဲ့ဗီဒီယိုကျဆိုလိုက်ပါတယ်သမီးဘဘခုပြပေးမှာတော့ဒီကီကီပန်းသားလေးပဲဖြစ်ပါတယ်ရှင်ကာလာလေးကတော့ခုနကလာထွက်ပါတယ်ရှင်သူကကြတော့အနီရောင်ချက်သွေးရောင်လေးပဲဖြစ်ပါတယ်ရှင်သူကပြီးတော့သူ့ရဲ့ဒီဇိုင်းလေးကကြတော့ဘောင်းမီအရှင်နဲ့တွဲတာပေါ့နော်ဟာလားရှင်ဒီခရမ်းရောင်လေးဆိုလို့ရှိရင်သူကကြတော့ဒီမှာပေါ့နော်လေဘေးကကော်လန်လေးနဲ့ပေါ့နော်ကော်လန်လေးကိုမှနားမှာဒီလိုမျိုးလေးလာပါတယ်ခုမြင်တွေ့နေရတဲ့အတိုင်းပေါ့နော်ဒီလိုမျိုးလေးပါဆိုကော်လန်လေးရတော့ပြီးတော့အနောက်ပိုင်းကကြတော့ဒီလိုမျိုးလေးပါဘာမှရှင်နဲ့တွေ့ရပါတော့ဘာမှရှင်ကြတော့ဒီမှာသူကဒီလိုမျိုးလေးပေါ့နော်အစမ်းလေးပြတာပေါ့နော်အရှိခပပြနောက်တရေကျိုးဖောင်းမိလေးပါရှင်အရှိခပပြနောက်တရေကျိုးဖောင်းမိလေးပါအိတ်ကလေးလည်းပါပါတယ်ရှင်ဟာပါပြီးတော့သူကဘောင်းမီရှင်လေးပါရှင်ပြီးတော့သူကကြတော့အသားရောင်လေးလည်းရှိပါတယ်အသားရောင်လေးကကြတော့ဒီလိုမျိုးလေးပေါ့နော်ဟာပါရှင်